Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော် DS Science ဆိုပြီးပေါင်းတာတယောက်ဖြစ်ပါတယ်ကျွန်တော်ကိုဘာသာတယောက်ကjust logo design လေးတင်ပြပါအောင်လို့လာပြောထားရပေါ့ဗျာအဲ့တော့ကျွန်တော်ဒီနေ့ client တယောက်က logo လေးလာအထားကိုကျွန်တော်အနေနဲ့ basic ကနေစပြီးဆွဲပြမယ်အဲ့တော့ view လေးစလိုက်အောင်ကျွန်တော်ပထမဆုံး logo ဆွဲရမယ်ဆိုရင်တော့ဒီတော့ Pinterest ထဲဝင်ရမယ်ဗျာအဓိကဒီ software ရှိဖို့လိုမယ်အ software ဝင်ရမယ်နောက် Pinterest ထဲဝင်မယ် Pinterest ထဲဝင်မယ် client ကကျွန်တော်ဘယ်လိုဆွဲခိုင်းလဲဆိုတော့သူကရေမွေးပုံစံလေးလေးပါမယ်ရေမွေးပုံစံလေးတော့ပါမယ်ဆိုတော့ကျွန်တော်ကရေမွေးပုံစံလေးကိုကျွန်တော် Pinterest ထဲမှာထောင်းမယ်ပေါ့နောက်ပြီးဒီ Jersey basic ကနေပြီးသေးဘူးကျွန်တော်နောက်ရက်လောက်ကြာရင်ပြီးတော့နောက်ထပ်တစ်ခုထပ်တင်ပေးမယ်အဲ့တော့ကျွန်တော်ရဲ့ channel လေး subscribe လုပ်ပေးကြပါဦးလို့တောင်းဆိုချင်ပါတယ်Okay လမ်းကကောင်းတော့ခဏလေးရိုက်ပြီးသားရှိတဲ့တိုင်းပဲရှာလိုက်ဒါတော့နေနေလေးလိုတဲ့ background မျိုးဒီ Pinterest ထဲမှာရှာလို့ရတယ်ဗျာဒါတော့လူတော်များများသိပါတယ်ဒီ Pinterest ဆိုတာကျွန်တော်ဘယ်လိုသုံးလို့မသိရလို့လည်းရှိဗျာအဲ့တော့တစ်ခါပဲရှင်းပြပေးလိုက်မယ်ဆိုတော့လွယ်ကူ Play Store ထဲမှာသွားတောင်းလို့ရဗျာမကောင်းโอเคရှာပြီးလိုင်းဟာကောင်းပါပြီအဲ့တော့ကျွန်တော်ဒီသုံးမဲ့တခြားမျိုးရှာလိုက်မယ်ဒီသုံးချင်တဲ့ပုံစံလေးရှာချင်တယ်ဒီကောင်းလေးသုံးမှာဗျာဒီသုံးမယ်ဆိုရင်ကျွန်တော်ဆေးလိုက်မယ်ဆေးဝိုင်းကျွန်တော်အနေနဲ့ Chrome နဲ့သွား Chrome နဲ့မှာကျွန်တော် background ဖြောက်လို့ရတယ် Chrome နဲ့မှာလည်းဖြောက်လို့ရတယ်နောက်ကြရင်တော့ဝင်လာအောင် Chrome နဲ့မှာကျွန်တော်အနေနဲ့ remove pg ဆိုပြီးရိုက်ရှာလိုက်မယ် remove pg ဆိုရိုက်ရှာလိုက်မယ်အောင်ထိတ်ဆုံးမှာပေါ်လာဒီ website ထဲဝင်မယ်ကွန်ပျူတာလေးထုတ်ရ download ဆိုပြီးပြင်ထုတ်လို့ရဆိုတော့ကျွန်တော် Chrome နဲ့မှာတစ်ခါပုံပြလိုက်ဘူးတော့နော် Yes I'm going ကျွန်တော်room pg နဲ့ background ဖြောက်တော့ဒီပေါင်းလေးကကျွန်တော် align motion နဲ့ကျွန်တော်ဆွဲမှာပေါ့တချို့ကျတော့လဲ camera ဘောင်းနဲ့ဆွဲတယ်ကျွန်တော် align motion နဲ့ဆွဲပြမယ်တယောက်တော့ဆွဲရခြင်းမတူဆွဲရခြင်းတူအဲ့တော့ကျွန်တော်တို့ဒီ 4.5 ပဲသုံးမယ် 4.5 background ဖြောင်းမယ်နော်sorry background ဖြောင်းမယ်ဆိုတော့ခုနကျွန်တော်ဒီမှာတောင်းလာတဲ့ပုံရှိတယ် Pinterest ထဲအပုံကျွန်တော်ကဒီမှာ fat ထဲမှာဒီမှာဖြစ်ပါအကောင့်နဲ့ဖြောင်းလို့ဖြောင်းတော့ color ကို view ထားပြီးဒါသူပြောက်သွားပြီအဲ့မို့ရှင်ဒီမှာလွယ်ကူဖြောင်းလို့ရမယ်နောက်က background ကိုကျွန်တော်အမဲအောင်လေးပဲသုံးပေးမယ်လာရတော့ထင်တယ် background နောက်ကျကျွန်တော်ပြောတာဘာသာနားလဲလားနားမလဲလားမသိဘူးသူကရေမိုးအတွက်သုံးမှာဆိုတော့ကျွန်တော်ဒီလောက်ထားပြီးမယ်ထားပြီးမယ်နောက်ပြန်ရင်သူသုံးကျင်တဲ့စလုံးလေးတွေသူကသူ့အကျိုးနာမည်ကကျွန်တော်တို့ select ဆိုတော့ကျွန်တော်စလုံးအကြီးကြီးနဲ့ပဲရေးပေးလိုက်set a and
B ဒါဆိုစလုံးရောအဖြူလေးသုံးပေးမယ်ဗျာစလုံးကိုအဖြူသုံးပေးမယ်18လောက်ထားမယ်ကျွန်တော်တို့ fog ကရေးမယ်လို့ရတယ်ဒီလို fog တွေကြရင်ကျွန်တော်တို့မြန်မာ fog ဆိုရင်ကျွန်တော်နောက်ရကြပြမယ်မြန်မာ fog ဆိုလို့ရှာမယ်ခုကကျွန်တော်ဒီ fog လေးတိုင်းရိုးရှိနေကြတယ်ပြောဒီ fog လေးပဲသုံးပေးလိုက်ပြီဗျာတော့တိတ်မလာဘူးဖြစ်နေကြီးလေးတော့လောကနေတော့နေတယ်ဟဲ့လောလေးရှိပြီးဆွဲဆန်းနောက်ခေါင်းမဲအောင်လေးထားလိုက်နောက်ခေါင်းမဲအောင်ထားမယ်ဒီကောင်းကိုဖတ်တယ်မှာနည်းနည်းထက်လျှော့တယ်နောက်ဖြူလေးပါနေတယ်ဖြူလေးတွေပါနေတယ်အဲ့တော့ကျွန်တော်စောက်ခဏဖြောက်ပေးလိုက်မယ်ဖြောက်ပေးလို့ရတယ်နောက်ထပ်ခေါ်လိုက်ပြီးတော့ကောင်းဒီအောက်ကိုဆွဲချဒီကောင်းဂျီမိုးရဲ့အပေါ်မှာထားလိုက်ထားဖို့အကောင်ဖြူအောင်ပြောင်းလိုက်ပြောင်းလိုက်ဒီမှာကျွန်တော်က clip payment ရှိတယ် clip payment နဲ့ clip payment လုပ်ပြီးအားဆိုဖြူအောင်ဖြုတ်သွားတယ်အကြိုင်ဒီခေါက်ပေါ် for1 ဒီကောင်ဂလူးဖွဲ့လိုက်ဒါတော့ဂလူးလေးဖြုတ်သွားတယ်ကျွန်တော်ရွှေ့ကျင်တယ်ရွှေ့လို့ရတယ်ကျွန်တော်လောက်ထားတယ်ဒီလိုကြည့်မယ်စလုံးကိုလေးပြန်သေးပြီးတယ်ဒီကျွန်တော်စလုံးကိုကျွန်တော်လည်းချက်ပြီဒီကမှလည်းကားကြည့်ကောင်းအောင်ဟုတ်ကဲ့ကြိုက်သေးဘူးဟုတ်ကဲ့ကြိုက်နောက်ဆုံးပြန်ပြအောင်ညမှာကျွန်တော်အဲ့ဒါစားထည့်ရမယ်ပေါ့ပြီးခေါ်လေကာလာဖြူအောင်ထားမယ်ဖောက်ကိုရအဖောက်မသုံးတော့ဘူးဖောက်ကိုဒီဖောက်လေးသုံးတယ်ဖောက်ကိုသုံးနေတယ်ဖောက်ကိုဒီဖောက်သုံးနေကောင်းတယ်လေးချပေးလိုက်တိတ်တော့နေချီကောင်းပါရဲ့နေချီကောင်းပါရင်နောက်ထပ်စလုံးလေးနောက်မထားမယ်ဒါပေမဲ့သူက for you ဆိုတဲ့စလုံးလေးထည့်ပြီးပါဆိုပြီးကျွန်တော် for you ဆိုတဲ့စလုံးထပ်ထည့်မယ်sorry ဘောင်းဖောက်ဖြူအောင်လေးပဲထားမယ်အကောင်ဖောက်ကကျွန်တော်တို့ထပ်ပြီးရွေးမယ်ဒီဖောက်လေးရွေးဖောက်လေးရွေးပြီးတော့ဘောင်းမှထားမယ်
就没浪，看，那刚起来 ，OK，然后什么特别呢？我真不知道。看看呢。ဒီဖောက်ကိုပြန်ပြောင်းလာဒီဖောက်ကိုဒီစလတ်ဆိုတဲ့ဖောက်ကိုလူကိုစားရအောင်ကြည့်ရတယ်လူကိုပြတဲ့တော့ကြောင့်စလုံးအဓိကထားလိုက်ဖောက်လိုက်လုပ်ပြရပါဗျာဒီဖောက်ကိုလည်းကောင်းဒီဖောက်ကိုထားချမ်းထားကြည့်ကျင်းနေဖုန်းစလုံးထင်ပူလို့လာဒါမှ client ကြိုက်လုပ်ပြရစီစင်ပြေအောင်လုပ်ရဖုန်းအားဆိုတော့ကိုယ်နဲ့ထကြည့်ပါရကိုယ်နဲ့လေးတော့ထကြည့်လိုက်client voice စလုံးပါကြကိုထကြည့်လိုက်စလုံးနဲ့ရှေ့ပြန်ဆွဲထုတ်လို့ကျန်ကောင်းလေးရှေ့နဲ့စလုံးထကြည့်မှရကောင်းလုံးလေးထက်အဲ့ဒါကိုကျွန်တော်ကဒီစလက်ဆိုရလေဂလိုးအောင်လုပ်ပါပေါ့ဂလိုးအောင်လုပ်လို့ဆိုကျွန်တော်ဖတ်တယ်မှာဒီGN မတွေ့ကောင်းလေးကို
glue ပေးလိုက်ရောင်းနေနေတော့glue လိုက်ပြီဆိုတော့ကဒီအဖတ်ကိုcoffee follow ဟုတ်ဒီအောက်ကကောင်လေးထပ်ပြီးတော့ glue လိုက်ဒီမှာ okay ဆက်နောက်တော့ကောင်းတယ်အဲ့ဒါကောင်းတယ်ရနေကောင်းတော့ရှိတ်လို့ကျွန်တော်နောက်ဖက်ကျွန်တော်ဖတ်ကူတက်တယ်အဲ့ဒါဒီကောင်းလေးတိုင်းထားလိုက်ဝိုင်းတစ်ခုပေါ်မှာဝိုင်းကိုအောက်ဆုံးဆွဲချလိုက်ဆွဲချဝိုင်းလေးလိုက်ဝိုင်းကိုသူကတော့ပြောတာအမဲနဲ့အနီနဲ့ဆက်ချင်တယ်အမဲနဲ့အနီနဲ့ဆက်ချင်တယ်ဆိုတော့ကျွန်တော်လည်းဒီမှာအမဲထည့်ဒီမှာကျွန်တော်ထည့်အဲ့လိုမျိုးကြည့်ပါကောင်းလေတောင်းဝင်ပုံလို့လည်းကျွန်တော်ဒီစလုံးရတိုင်းပဲကလိုတက်ပြီးကလိုလိုက်မယ်ကလိုလိုက်မယ်ဆိုကိုပြဖတ်ဆက်စပ်ကောင်းဟဲ့ဘွားရင်ဒီမှာဖတ်တဲ့တော့ဘွားရင် sorry shit တက်တဲ့တော့ကလိုဘွားရင် okay ဆိုကောင်းလို့ဆောင်ပို့ထောင်းရှင်းပြလိုက်တော့နောက်ရတဲ့ကောင်းလေပို့ပြီးတောင်းအောင်လုပ်လိုက်မယ်โอเคအဲ့ဒါကောင်းလို့နော်ကလူဖွဲ့လိုက်ကလူဖွဲ့လိုက်အဲ့ဒါကလူတော့ပေါ့နော်ပြေးလိုက်โอเคဒီမျိုးလောက်ပါပဲနောက်ဗီဒီယိုကြရင်ထပ်ပြီးတွေ့ပါမယ်ကျွန်တော်ဗီဒီယိုလေးကြိုက်နေတဲ့ဆိုရင်တိုင်း share လေးလုပ်ပြီးကူညီပေးကြပါအောင်လို့တောင်းဆိုချင်ပါတယ် See you in the next video